ချင်းတွေအကျွန်ုပ်တို့လိုအပ်တယ်ဝိညာဉ်တော်ဖျားရဲ့နဲ့သိချင်းဝိညာဉ်တော်ဖျားရဲ့ဦးဆောင်ခြင်းဝိညာဉ်တော်ဖျားရဲ့ဖေးမှခြင်းတွေအကျွန်ုပ်တို့